ကျမ်းမာတော်မူကြပါသားခင်ဗျာဒီကနေ့1384ခုနှစ်ပထမဝါဆိုလပြည့်ကျော်9ရက်2012ခုနှစ်ဇူလိုင်လ12ရက်ကြာသပတေးနေ့ညပြည်တွင်သတင်းများကိုစတင်စင်ရင်ခံပါမယ်ခင်ဗျာသတင်းကောင်းစဉ်ပြည်ထောင်စုလွှတ်တော်၌ကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့အင်ဒိုနီးရှားနိုင်ငံမှပြန်လည်ရောက်ရှိခြင်းပထမကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်စည်းဝေးတတမနေ့ဆက်လက်ကျင်းပခြင်းပထမကြိမ်အမျိုးသားလွှတ်တော်ဒုတိယပုံမှန်စည်းဝေးတတမနေ့ဆက်လက်ကျင်းပခြင်းသတင်းစုံလင်ပါပြည်သူ့လွှတ်တော်စည်းဝေးတတမနေ့ကိုဒီကနေ့မနက်10:00 နာရီမှာနေပြည်တော်ရှိလွှတ်တော်ဆောက်အုံပြည်သူ့လွှတ်တော်ခန်းမမှာကျင်းပရာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်409ဦးတက်ရောက်ကြပါတယ်မေးခွန်းများမေးမြန်းဖြေကြားခြင်းကဏ္ဍမှာညောင်ဦးမဲဆန္ဒနယ်မှာဦးအောင်ကြိုင်၏ညောင်ဦးခရိုင်တွင်ကညနာရုံးခွဲတစ်ခုဖွင့်လှစ်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးခွန်းရွှေပြည်သာမဲဆန္ဒနယ်မှာဦးတင်မောင်ဦး၏စိုက်ကယ်များကိုလိုင်စင်ထုတ်ပေးရန်ဥပဒေအရတရားဝင်စီးနင်းခွင့်ပြုရန်တရားမဝင်တဲဆောင်ရောင်းချခြင်းကိုဖမ်းဆီးရန်နဲ့တရားဝင်တင်သွင်းခွင့်နဲ့ရောင်းချခွင့်ပြုပေးရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးခွန်းတို့နဲ့ဆက်လင်းပြီးသမ္မတရုံးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတန့်ရွှင်ကဖြေကြားရမှာပထမမေးခွန်းနဲ့ဆက်လင်းပြီးညောင်ဦးခရိုင်တွင်ကညနာရုံးခွဲတစ်ခုဖွင့်လှစ်ပေးရန်ကိစ္စနဲ့ဆက်လင်းပြီးရုံးတစ်ရုံးဖွင့်လှစ်ရန်အတွက်လိုအပ်သောဖွဲ့စည်းပုံနှင့်ဝန်ထမ်းအင်အားသည်ပြည်ထောင်စု၏ရာသုံးပန်းခြေငွေစည်းဘတ်ဂျက်ခွင့်ပြုငွေများရရှိရန်လိုအပ်ပါကြောင်းနိုင်ငံတော်မှဘတ်ဂျက်ခွင့်ပြုချက်ဝန်ထမ်းအင်အားခွင့်ပြုချက်များရရှိပါကရုံးဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းဖြင့်ဖြေကြားပါတယ်ဒုတိယမေးခွန်းနဲ့ဆက်လင်းပြီးနိုင်ငံတော်အတွင်းတရားမဝင်ရောက်ရှိနေတဲ့မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များစီကံဥပဒေနဲ့ညီဖြစ်စေရေးအတွက်ရထားပို့ဆောင်ရေးဝန်ကြီးဌာနဗဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနပြည်ထောင်ရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး2012ခုနှစ်ဇွန်လ9ရက်နေ့မှစတင်ပြီး4လသတ်မှတ်ခံ One Stop Service ဖြင့်တရားဝင်မှတ်ပုံတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်းမှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကိုပြည်내တိုင်းဒေသကြီးခရိုင်ရုံးများနဲ့နေပြည်တော်ကောင်စီနယ်မြေအတွင်းမှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပြီးရန်ကုန်တိုင်းဒေသကြီးတွင်သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၏မူအရရန်ကုန်စီပင်နယ်နိမိတ်ပြင်ပလိပ်စာဖြင့်သာမှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းရန်ကုန်စီပင်အတွင်းတွင်ဖြစ်သည့်လှိုင်သာယာရွှေပြည်သာမင်္ဂလာဒုံမြို့နယ်များတွင်စီးနှင်းခွင့်မပြု၍အဆိုပါမြို့နယ်လိပ်စာများဖြင့်သာမှတ်ပုံတင်ပေးနိုင်ခြင်းမရှိသေးပါကြောင်းထန်းတပင်မြို့နယ်မှာရန်ကုန်စီပင်ပြင်ပမြို့နယ်ဖြစ်၍အခုဆောင်ရွက်နေတဲ့စီမံချက်အရရန်ကုန်မြောက်ပိုင်းခရိုင်ရုံးမှတရားဝင်မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမှမော်တော်ဆိုင်ကယ်များကို2010ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှစတင်ပြီးတွင်းကုန်လိုင်စင်ဖြင့်တရားဝင်ခွင့်ပြုပေးလျက်ရှိရာတွင်းကုန်လုပ်ငန်းရှင်များကသက်ဆိုင်ရာအခွန်အခများကိုပေးဆောင်ပြီးတရားဝင်လိုင်စင်ဖြင့်ပြည်တွင်းတွင်ဖြန့်ဖြူးရောင်းချနိုင်ပါကြောင်းနယ်စပ်ဒေသများမှတဆင့်နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့်အကောက်ခွန်ဦးစီးဌာနတို့ရဲ့အခွန်စည်းကြပ်မှုဖြင့်စိုက်ကယ်အယောင်ပြခန်းများအတွက်တင်သွင်းလာသောမော်တော်ဆိုင်ကယ်များကိုလည်းမှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းအဆိုပါအယောင်ပြခန်းများမှမှတ်ပုံတင်ပြီးစိုက်ကယ်များကိုတရားဝင်ဝယ်ယူနိုင်လျက်ရှိပြီးအခု One Stop Service ဖြင့်4လတာဆောင်ရွက်ပြီးပါကတရားမဝင်စိုက်ကယ်များကိုစိုင်းတင်ရောင်းချခြင်းမပြုရန်သက်ဆိုင်ရာဒေသအာဏာပိုင်များသို့အကြောင်းကြား၍တရားဥပဒေအရအရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဖြင့်ဖြေကြားပါတယ်
ကဝမဲဆန္ဒနယ်မှာဦးဝင်းစိန်ဤတနက်ပင်တက်ကလခရမ်းလန်းနဲ့ကဝအုံးနှဲရွာလန်းနှစ်လန်းအားတိုးချက်ပေးနိုင်ပါရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးခွန်းစီဆိုင်မဲဆန္ဒနယ်မှာဦးဝင်းကိုဤစီဆိုင်မှာထီးစားကားလမ်းပိုင်းအစင်းမြင့်တင်ခြင်းနဲ့ကတ္တရခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးခွန်းဟိုပုံးမဲဆန္ဒနယ်မှာဦးခွန်သိန်းဖေဤဟိုပုံးမိုင်းပြင်မိုင်းနိုင်အမှတ်17မှ18အထိမြေသားလမ်းပိုင်းအားကြောက်ချောလန့်အဖြစ်အစင်းမြင့်တင်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးခွန်းတို့နဲ့ဆက်လင်းပြီးဆောင်းလို့ရင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးတင်ကဖြေကြားရမှာပထမမေးခွန်းနဲ့ဆက်လင်းပြီးပဲခူးတနက်ပင်တက်ကလပိုင်းနဲ့ခရမ်း3ခွတန်လျင်အပိုင်းတို့တွင်12ပေကျဲကတ္တရာလမ်းအပါဝင်18ပေလမ်းအကျယ်ရှိပြီးဖြစ်ပါကြောင်းကြန့်ရှိတဲ့တက်ကလခရမ်းအပိုင်း10မိုင်9ဖာလုံးမှာတာပေါင်ကျင်း၍မြင့်သည့်အတွက်လမ်းတာပေါင်အကျယ်ချက်ပြီးအစဉ်စဉ်တိုးမြင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း2012-2013 ဘဏ္ဍာနှစ်တွင်ပဲခူးတိုင်းဒေသကြီးအစိုးရ၏ပြင်ဆင်ထိန်းသိမ်းခြင်းရမုံငွေဖြင့်ကဝအုံးနယ်လမ်းလမ်းတရားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနဲ့လမ်းအကျယ်တိုးချဲ့ဆောင်ရွက်ရေးကိုရမုံငွေရရှိမှုပေါ်မူတည်ပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဖြင့်ဖြေကြားပါသည်ဒုတိယမေးခွန်းနဲ့ဆက်လင်းပြီးစီဆိုင်ထီးစားကလမ်းပိုင်းအစင်းမြင့်တင်ခြင်းနဲ့ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပေးရန်2012-2013 ဘဏ္ဍာနှစ်တွင်ပြည်ထောင်စုငွေလုံးငွေရင်းရမုံငွေကျပ်တန်း388တန်းခွဲဝေထားရှိပြီးကြောက်လမ်းမှကတ္တရာလမ်း3မိုင်နဲ့ကတ္တရာထပ်ပိုးလာကင်းခြင်း2မိုင်ဆောင်ရွက်ရန်ရထားတဲ့အပြင်ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရမုံငွေဖြင့်လည်းလမ်းတရားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ရန်ရထားပါကြောင်းကြန့်ရှိတဲ့အပိုင်းများကိုအစင်းမြင့်တင်ခြင်းဆောင်ရွက်ရန်ရန်မုံငွေရရှိမှုပေါ်မူတည်ပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဖြင့်ဖြေကြားပါသည်တတိယမေးခွန်းနဲ့ဆက်လင်းပြီးဟိုပုံးမိုင်းပြင်းလမ်းပိုင်းအားအစစ်မြင့်တင်ပေးရန်2012-2013 ဘဏ္ဍာနှစ်တွင်ရှမ်းပြည်နယ်အစိုးရရဲ့ပြင်ဆင်ထိန်းသိမ်းခြင်းရမုံငွေဖြင့်မိုင်နိုင်17မှ18အထိမြေသားလမ်း6မိုင်နဲ့မိုင်နိုင်17မှ14အထိ3မိုင်ကိုအမာခံလမ်းဆောင်ရွက်သွားမှာဖြစ်ပြီးကြန့်ရှိတဲ့14/3မှ18/3အထိ3မိုင်ကိုအမာခံကြောက်လန်းခင်းရန်ရမုံငွေရရှိမှုပေါ်မူတည်ပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဖြင့်ဖြေကြားပါသည်နောင်ချိုမဲဆန္ဒနယ်မှာဦးကျော်မြင့်၏ကျေးလက်ကျန်းမာရေးဌာနများတွင်တောက်သုံးရည်သန့်ရရှိရေးအတွက်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးခွန်းပေါက်ခေါင်းမဲဆန္ဒနယ်မှာဦးအေးဟန်၏ကျန်းမာရေးဌာနများတွင်တောက်သုံးရည်ရရှိရေးအတွက်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးခွန်းမြောက်ကလာပါမဲဆန္ဒနယ်မှာဒေါက်တာတန်းဝင်း၏အထွေထွေယောဂကုဆေးရုံကြီးတွင်အချုပ်လူနာဆောင်မရှိခြင်းနဲ့တင်ကြားရေးဆေးရုံကြီးတွင်အခက်အခဲများကြုံတွေ့နေရခြင်းမေးခွန်းနဲ့ဆက်လင်းပြီးကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်ကဖြေကြားရာတွင်ပထမမေးခွန်းနဲ့ဆက်လင်းပြီးနောင်ချိုမြို့နယ်တွင်ကျန်းမာရေးစောင့်ရှောက်မှုပုံမူပြည့်ဝစွာရရှိရန်အတွက်ညံတော်ကြေးရွာတွင်ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်ခွင့်ရရှိရေးကို2012-2013 ဘဏ္ဍာနှစ်အတွင်းဖွဲ့စည်းပုံအဆိုပြုချက်များတင်ပြဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းဖြင့်ဖြေကြားပါသည်ဒုတိယမေးခွန်းနဲ့ဆက်လင်းပြီးပေါက်ခေါင်းမြို့နယ်အတွင်းရှိပင်မကျေးလက်ကျန်းမာရေးဦးစီးဌာနများနဲ့ဌာနခွဲများတွင်ရေလိုအပ်နေပါသဖြင့်တောက်သုံးရည်ရရှိရေးအတွက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းရေတူလောင်ကန်ပြုလုပ်ခြင်းကိုသက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနအစီအစဉ်ဖြင့်ဆောင်ရွက်ရန်ဖြစ်ပြီးရေတူလောင်ကန်ပြုပြင်ရန်လိုအပ်တဲ့ပစ္စည်းများထုတ်ယူရန်သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်내ကျန်းမာရေးဦးစီးဌာနမှုများမှတဆင့်မြို့နယ်များသို့အကြောင်းကြားထားပြီးဖြစ်ပါကြောင်းဖြင့်ဖြေကြားပါသည်တတိယမေးခွန်းနဲ့ဆက်လင်းပြီးမြောက်ကလာပတင်ကြားရေးနဲ့အထွေထွေယောဂကုဆေးရုံကြီးတွင်အချုပ်လူနာဆောင် Get Watt ဆောက်လုပ်ရန်တင့်လျော်တဲ့မြေနေရာရှာဖွေပြီးစီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း
လူနာများတွာလာတဲယူပို့ဆောင်ရေးလွယ်ကူမှုရှိစေရေးအတွက်ဓာတ်လေကားတစ်စင်းကိုတပ်ဆင်ထားရှိပြီးဖြစ်တဲ့အပြင်ထပ်မံလိုအပ်တဲ့နှစ်ထပ်ဆောင်ဆေးရုံသုံးဓာတ်လေကားတစ်စီးကိုအဆောင်အပါဝင်ဆောက်လုပ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိပါကြောင်းဆေးရုံကြီးတွင်တက်ရောက်ကုသမှုခံယူနေတဲ့လူနာများအတွက်လိုအပ်တဲ့အောက်ဆီဂျင်ကိုကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့်AirSat များဖြင့်အောက်ဆီဂျင်ဆလင်ဒါအိုကြီးများထပ်မံထောက်ပံ့ပေးပြီးအောက်ဆီဂျင်လုံလောက်မှုရှိစေရေးဆောင်ရွက်ထားရှိပါကြောင်းဖြင့်ဖြေကြားပါသည်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ကတင်သွင်းသောဒုတိယသမ္မတတဦးနှင့်ဆက်လင်း၍ရွေးချယ်တင်မြှောက်လိုက်သည့်ဒုတိယသမ္မတသည်နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေပုံမှန်3ပါအရေးချင်းများနှင့်ပြည့်စုံမှုရှိမရှိစီစစ်နိုင်ရန်စီစစ်ရေးအဖွဲ့တွင်ပါဝင်ပြီးရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးရွေးချယ်ရာဟင်္ဒရာမဲဆန္ဒနယ်မှဦးထေဦးအားရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ကသဘောတူသည့်အတွက်နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတအရေးချင်းနှင့်ပြည့်စုံမှုရှိမရှိစီစစ်ရေးအဖွဲ့ဝင်အဖြစ်ရွေးချယ်ကြောင်းဆုံးဖြတ်ပါသည်အဆိုဆွေးနွေးခြင်းကဏ္ဍမှာဝက်လက်မဲဆန္ဒနယ်မှာသူရဦးရေးမြင့်၏နိုင်ငံတော်တွင်အားကစားတက္ကသိုလ်တစ်ခုဖွင့်လှစ်တင်ကြားပေးရေးအဆိုနှင့်ဆက်လင်းပြီးစီဆိုင်မဲဆန္ဒနယ်မှာဦးဝင်းကိုကျောင်းကုန်းမဲဆန္ဒနယ်မှာဦးသိန်းထွန်းကျောက်ပတောင်းမဲဆန္ဒနယ်မှာဒေါက်တာဇော်မြင့်မောင်မဲနက်မဲဆန္ဒနယ်မှာဦးထန်းလိန်အောင်မြေတာဆန်မဲဆန္ဒနယ်မှာဦးကိုကြီးမန်အောင်မဲဆန္ဒနယ်မှာဦးအောင်စိန်တို့ကထောက်ခံဆွေးနွေးကြရမှာနိုင်ငံတော်တွင်အားကစားနှင့်ပညာရေးပေါင်းစပ်သည့်ကျောင်းများအားကစားနှင့်ကားပညာသိပ္ပံကျောင်းများကိုအဆင့်မြင့်တင်ပြီးပြည်စုံလုံလောက်သောနည်းပြကောင်းများနည်းစနစ်မှုများရှိလာမှသာနိုင်ငံတကာအဆင့်မီအားကစားတက္ကသိုလ်တစ်ခုမဖြစ်မနေဖွင့်လှစ်ဆောင်ရွက်လျင်ပိုမိုသင့်လျော်မှာဖြစ်ပါကြောင်းကြေးရွာရက်ကွက်မြို့နယ်အသီးသီးနဲ့တပ်မတော်တပ်ရင်းတပ်ဖွဲ့များမှရွက်ပုံသည့်အားကစားသမားများကိုရှာဖွေဖော်ထုတ်ပြီးအားကစားတက္ကသိုလ်မှထွက်ပေါ်လာမဲ့အဆင့်မီအားကစားနည်းပြများကစဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားမှုကိုကျေပြန့်စွာပြုလုပ်နိုင်အောင်အစီအမံများပြုလုပ်ပေးသင့်ပါကြောင်းတို့မှသာမြန်မာအားကစားကမ္ဘာကိုရင်မောင်းတန်းနိုင်သောအဆင့်သို့မျှော်မှန်းနိုင်မှာဖြစ်ပါကြောင်းအားကစားအတတ်ပညာလက်တွေ့ကျွမ်းကျင်ပြီးအားကစားနည်းစနစ်များထိုးထွင်းတီထွင်ကြံစနိုင်သည့်အားကစားအတတ်ပညာရှင်အသိပညာရှင်များအမြန်ဆုံးမွေးထုတ်ပေးနိုင်ရန်အတွက်အားကစားတက္ကသိုလ်အမှန်တကယ်လိုအပ်နေပြီဖြစ်တဲ့အတွက်နိုင်ငံတော်တွင်အားကစားတက္ကသိုလ်တစ်ခုဖွင့်လှစ်သင်ကြားပေးရေးအဆိုကိုထောက်ခံပါကြောင်းဖြင့်ဆွေးနွေးပါသည်ရင်းဆိုနဲ့ဆက်လင်းပြီးအားကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးမြင့်ကျူကပြန်လည်ရှင်းလင်းဆွေးနွေးရာတွင်မြန်မာနိုင်ငံမှာအိမ်ရှင်ဖြစ်ကျင်းပမယ်28ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကျင်းပပြီးစီးပါကလည်း28ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနဲ့အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများအတွက်ရည်ရွယ်ပြီးအားကစားကွင်းအားကစားရုံနဲ့အခြားအဆောက်အအုံများကိုစနစ်တကျပြန်လည်အသုံးချခြင်းထိန်းသိမ်းစောင့်ရှောက်ခြင်းများကိုဆက်လက်ဆောင်ရွက်သွားရန်လိုအပ်မှာဖြစ်ရာနေပြည်တော်ဇဗူသီရိအားကစားစုံ Sport Complex ကိုအသုံးပြုပြီးအားကစားတက္ကသိုလ်တစ်ခုဖွင့်လှစ်နိုင်မယ်ဆိုပါကအားကစားတွင်သာမကပညာရေးပါထူးချွန်သည့်လက်ရွေးစဉ်မျိုးဆက်သစ်အားကစားသမားများကိုပိုမိုမွေးထုတ်ပေးနိုင်ခြင်းအရေးချင်းပြေဝသည့်အားကစားအရာရှိနည်းစနစ်မှုများပေါ်ထွက်လာနိုင်ခြင်းခေတ်မီသိပ္ပံနည်းကျအားကစားနှင့်ကားပညာဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းနိုင်ငံတကာအားကစားတက္ကသိုလ်များနှင့်ခေတ်မီအားကစားပညာရပ်များအားကစားအတွေ့အကြုံများဖလှယ်နိုင်ခြင်းစတဲ့အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါကြောင်းအားကစားဝန်ကြီးဌာနအနေဖြင့်လက်ရှိအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းများနဲ့ကိုက်ညီမှုရှိသည့်ပြင်မြန်မာအားကစားတိုးတက်မြန်မာရေးအတွက်အားကစားတက္ကသိုလ်တစ်ခုတည်ရှိရန်လိုအပ်လျက်ရှိပါကြောင်းတွေ့ရှိနေရပါသဖြင့်အဆိုကိုသဘောတူညီပါကြောင်းနဲ့လွှတ်တော်မှအတည်ပြုမှတ်တမ်းတင်ပေးနိုင်ပါရန်ဆွေးနွေးတင်ပြပါသည်ရင်းဆိုနဲ့ဆက်လင်းပြီးလွှတ်တော်ကသဘောတူသည့်အတွက်အတည်ပြုမှတ်တမ်းတင်ကြောင်းဆုံးဖြတ်ပါသည်
အစိုးတင်သွင်းခြင်းကဏ္ဍမှာကုတ်ခိုင်မဲဆန္ဒနယ်မှာဥတီခွန်မြတ်၏တိုင်းသားလူမျိုးများ၏အခွင့်အရေးကာဝယ်ဆောင်ရှောက်သည့်ဥပဒေပြဋ္ဌာန်းရေးအဆိုကိုတင်သွင်းပါတယ်ရင်းဆိုနဲ့ပတ်သက်၍လွှတ်တော်ကလက်ခံဆွေးနွေးရန်ဆုံးဖြတ်ပြီးဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်ဇူလိုင်လ23ရက်မွန်းလွဲတနာရီအရောက်အမည်စာရင်းပေးပို့ရန်ဖြစ်ကြောင်းသိရပါတယ်ဥပဒေကြမ်းအတည်ပြုခြင်းကဏ္ဍမှာပြည်သူ့လွှတ်တော်ပညာရေးမြင့်တင်မှုကော်မတီကတင်သွင်းခဲ့သော2012ခုနှစ်အခြေခံပညာရေးဥပဒေကြမ်းနဲ့ဆက်လင်းပြီးပြင်ဆင်ချက်အဆိုတင်သွင်းထားသည့်တစ်ပိုက်ချင်းစီလိုက်ဥပဒေကြမ်းကော်မတီနှင့်ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့်လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးခြင်းပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးကျူကပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ကြပြီးလွှတ်တော်၏အဆုံးဖြတ်ရယူပါသည်ပြည်သူ့လွှတ်တော်ပညာရေးမြင့်တင်မှုကော်မတီကတင်သွင်းသော2012ခုနှစ်အခြေခံပညာရေးဥပဒေကြမ်းတစ်ရပ်လုံးကိုပြင်ဆင်ထားသည့်အပိုက်ခွဲအတိုင်းအတည်ပြုကြောင်းဆုံးဖြတ်ပါသည်အစည်းအဝေးမှာမေးခွန်း၈ခုမေးမြန်းဖြေကြားခြင်းအဆိုတစ်ခုဆွေးနွေးခြင်းအဆိုအသစ်တစ်ခုတင်သွင်းခြင်းနဲ့ဥပဒေကြမ်းတစ်ခုအတည်ပြုခြင်းတို့ကိုဆောင်ရွက်ကြပါသည်ဒီကနေ့အစည်းအဝေးကိုညနေ4:10 မိနစ်မှာရပ်နားပြီးအစည်းအဝေးအထမနေ့ကိုဇူလိုင်လ23ရက်မနက်10:00 နာရီမှာကျင်းပမှာဖြစ်ပါတယ်ခင်ဗျာပြည်ထောင်စုလွှတ်တော်နာယကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့အင်ဒိုနီးရှားနိုင်ငံမှပြန်လည်ရောက်ရှိခြင်းပြည်ထောင်စုလွှတ်တော်နာယကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည်အာဆီယံပါလီမန်များညီလာခံဥက္ကဋ္ဌနှင့်အင်ဒိုနီးရှားသမ္မတနိုင်ငံအမျိုးသားပါလီမန်ဥက္ကဋ္ဌဒေါက်တာမာဆူကီအလီရဲ့ဖိတ်ကြားချက်အရဇူလိုင်လ8ရက်နေ့မှ17ရက်နေ့ထိအင်ဒိုနီးရှားသမ္မတနိုင်ငံမှာကျင်းပခဲ့တဲ့အာဆီယံပါလီမန်များညီလာခံအမှုဆောင်ကော်မတီအစည်းအဝေးနှင့်မူဝိစေဝါတိုက်ဖျက်ရေးဆိုင်ရာအချက်လက်ရှာဖွေရေးကော်မတီ၏နဝမကြိမ်အစည်းအဝေးသို့တက်ရောက်ခဲ့ပြီးဒီကနေ့ည9:10 မိနစ်မှာလေကြောင်းခရီးဖြင့်ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာပါသည်ပြည်ထောင်စုလွှတ်တော်နာယကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့အားရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးစိန်တင်ဝင်းဒုတိယဥက္ကဋ္ဌဦးတင်အောင်အမျိုးသားလွှတ်တော်ပညာရေးကျန်းမာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌဒေါက်တာခင်ရွှေပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာအင်ဒိုနီးရှားသမ္မတနိုင်ငံတန်ယုံယာယီတာဝန်ခံနဲ့ဌာနဆိုင်ရာတာဝန်ရှိသူများကရန်ကုန်ပြည်ဆိုင်ရာလေဆိပ်မှာကြိုဆိုနှုတ်ဆက်ကြပါတယ်အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့မှအဖွဲ့ဝင်များဖြစ်လိုက်ပါသွားကြတဲ့မြို့သားလွှတ်တော်အာဆီယံနိုင်ငံရေးနဲ့လုံခြုံရေးအတိုင်းအဝန်ဆိုင်ရာကော်မတီဥက္ကဋ္ဌဦးညွန့်တင်ပြည်သူ့လွှတ်တော်လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်ဒေါ်ဝင်းမော်ထွန်းလွှတ်တော်ရုံးညွှန်ကြားမှုချုပ်ဦးကျော်စိုးနဲ့ဌာနဆိုင်ရာတာဝန်ရှိသူများလည်းပြန်လည်လိုက်ပါလာကြပါတယ်ခင်ဗျာမြို့သားလွှတ်တော်အစည်းအဝေးတတမနေ့ကိုဒီကနေ့မနက်10:00 နာရီမှာနေပြည်တော်ရှိလွှတ်တော်စာအုပ်အမျိုးသားလွှတ်တော်ခန်းမမှာကျင်းပရာအမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမြငိမ့်နဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်210တို့တက်ရောက်ကြပါတယ်အစည်းအဝေးမှာမေးခွန်း၈ခုမေးမြန်းဖြေကြားခြင်းအဆိုအသစ်2ခုတင်သွင်းခြင်းနဲ့ဒုတိယသမ္မတတင်မြှောက်ရေးအတွက်စစ်ဆေးရေးအဖွဲ့ဝင်ရွေးချယ်ခြင်းတို့ကိုဆောင်ရွက်ကြပါတယ်
မေကွန်များမေးမြန်းဖြေကြားခြင်းကဏ္ဍမှာရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်3မှဦးဖုံးမြင့်အောင်ရဲ့အကျဉ်းပြည့်ဝင်တဲ့အရေးယူမှုများကိုအများသိရှိစေရန်သတင်းထုတ်ပြန်ပေးရေးမေကွန်းနဲ့ဆက်လင်းပြီးသမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးမောင်ကနိုင်ငံတော်အစိုးရသည်အကျဉ်းပြည့်ဝန်ထမ်းများကိုစစ်ဆေးဖော်ထုတ်ပြီးအရေးယူမှုများကိုပြည်ထောင်စုဝန်ကြီးဌာနများအတွင်အမိန့်ကြေညာစာထုတ်ပြန်ပြီးအငြိမ်းစားယူစေခြင်းအလုံးမှရက်စဲထုတ်ပယ်ခြင်းယာတုနှင့်နှစ်တိုးလစာလျှော့ချခြင်းဝေးလံတဲ့ဒေသများသို့ပြောင်းရွှေ့စေခြင်းမှတ်တမ်းတင်သတိပေးခြင်းများပြုလုပ်ခဲ့ပြီးကြီးလေးတဲ့ပြစ်မှုများအတွက်သက်ဆိုင်ရာတရားရုံးများမှထောင်ဒဏ်သတ်မှတ်ခြင်းများပြုလုပ်ခဲ့ပါကြောင်းတဖြည်းဖြည်းနှင့်ဒီမိုကရေစီရင့်ကျက်လာချိန်မှာအရေးယူဆောင်ရွက်မှုများအခုထက်ပိုမို၍မြင်သာမှုများအလိုလျောက်ဖြစ်ပေါ်လာမှာဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်8မှဒေါက်တာမြင့်ကြည်ရဲ့တောင်သူလယ်သမားများအတွက်မြေလူမြေရိုင်းများကိုလယ်ယာမြေဖြစ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိမေးခွန်းနဲ့ဆက်လင်းပြီးလယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်သန်းကဒေသခံတောင်သူလယ်သမားများအနေဖြင့်မိသားစုတစ်နိုင်တစ်ပိုင်းစိုက်ပျိုးရေးလုပ်ကိုင်နိုင်ရေးအတွက်ဥပဒေနဲ့ညီခွင့်ပြုပေးသွားနိုင်မှာဖြစ်ပါကြောင်းနဲ့စိုက်ပျိုးမြေဖော်ထုတ်ခြင်းအတွက်နယ်မြေဒေသလိုက်သက်ဆိုင်ရာတိုင်းဒေသကြီးပြည်내အစိုးရအဖွဲ့များကလိုအပ်ချက်နဲ့ညီစီမံခန့်ခွဲကြီးကြပ်ကွပ်ကဲဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်3မှဦးဉာဏ်လင်းရဲ့ရုပ်ရှင်ရုံရုပ်ရှင်ပြသရာမှာနိုင်ငံတော်အလံအလေးပြုမှုအားနည်းခြင်းပေါ်မည်သို့ပြုပြင်ဆောင်ရွက်သွားရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးခွန်းနဲ့ဆက်လင်းပြီးပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးဝင်းကရုပ်ရှင်ရုံများမှာနိုင်ငံတော်အလံပြသနေစဉ်ရုပ်ရှင်ကြည့်ပရိသတ်များကနိုင်ငံတော်အလံကိုအလေးပြုမှုအားနည်းလာတဲ့အတွက်သတိပေးစာသားဖြင့်နိုင်ငံသားတိုင်းသည်မိမိနိုင်ငံတော်၏အလံတော်ကိုလေးစားစွာအလေးပြုကြသည်ဟုမြန်မာစာသားကို၎င်း All citizens pay respect to their national flag ဟုအင်္ဂလိပ်စာသားကို၎င်းအလံတော်မပြသမီ slide projector ဖြင့်ပြသခြင်းကိုရုပ်ရှင်ရုံများမှာ2006ခုနှစ်မှစပြီးဆောင်ရွက်စေလျက်ရှိပါကြောင်းရုပ်ရှင်ကြည့်ပရိသတ်အနေဖြင့်နိုင်ငံတော်အလံအလေးမပြုခြင်းကိုယခေတ်ခေတ်ကာလကရုပ်ရှင်ရုံများမှာစီကံတင်ရေးများထားရှိပြီးရုပ်ရှင်ပြသချိန်မှာနိုင်ငံတော်အလံအားအလေးပြုခြင်းမရှိသူများကိုရုံပြင်သို့ခေါ်ထုတ်၍ဒဏ်ရာအရေးယူခြင်းဆောင်ရွက်ခဲ့မှုပါကြောင်းနိုင်ငံတော်အလံဥပဒေနှင့်နည်းဥပဒေများမှာရုပ်ရှင်ရုံများ၌နိုင်ငံတော်အလံအလေးပြုရန်ပျက်ကွက်ပါကအရေးယူဆောင်ရွက်ရန်ထည့်သွင်းဖော်ပြထားခြင်းမရှိသေးပါသဖြင့်ရုပ်ရှင်ရုံအတွင်းနိုင်ငံတော်အလံအလေးပြုခြင်းနှင့်ပတ်သက်ပြီးပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့်လက်ရှိထုတ်ပြန်ထားတဲ့နိုင်ငံတော်အလံဥပဒေနည်းဥပဒေများနှင့်အညီအမိန့်ညွှန်ကြားချက်များထုတ်ပြန်ဆောင်ရွက်တင်ပါကြောင်းယင်းသို့အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ပြီးပါကထုတ်ပြန်ထားတဲ့အမိန့်နှင့်ညွှန်ကြားချက်များအတိုင်းကြက်မှတ်ကွပ်ကဲဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်းဒါအပြင်ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်းရုပ်ရှင်ရုံများမှာနိုင်ငံတော်အလံပြသပါကအလေးပြုကြရန်နှင့်လိုက်နာခြင်းမရှိသူကိုစီကံထိန်းသိမ်းရေးအဖွဲ့များကရုံပြင်သို့ခေါ်ထုတ်၍အသိပညာပေးခြင်းဆောင်ရွက်မှာဖြစ်ကြောင်းသတိပေးဆိုင်းပုံများကိုရုပ်ရှင်ရုံများရဲ့ရုပ်ရှင်ကြည့်ပရိသတ်များမြင်သာမယ့်နေရာများမှာရေးသားချိတ်ဆွဲဆောင်ရွက်စေမှာဖြစ်ပါကြောင်းနိုင်ငံတော်အလံအလေးပြုရန်အတွက်ရုပ်ရှင်မပြမီအတန်ချက်ဆက်ဖြင့်နှိုးဆော်ခြင်းကိုဆောင်ရွက်စေမှာဖြစ်ပါကြောင်းရုပ်ရှင်ရုံပိုင်ရှင်များအနေဖြင့်လည်းကြီးကြပ်ရေးဝန်ထမ်းများခန့်ထားပြီးနိုင်ငံတော်အလံပြသနေစဉ်အလေးပြု၍ပရိသတ်အားလိုက်လံနှိုးဆော်ကြက်မှတ်စေမှာဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်3မှဦးတင်မောင်မြင့်ရဲ့လောင်းလုံမြို့မအားကစားကွင်းကြီးဟာပြန်လည်မွမ်းမံပြုပြင်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးခွန်းနဲ့ဆက်လင်းပြီးအားကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးမြင့်သူကလောင်းလုံမြို့နယ်အားကစားကွင်းပျက်စီးမှုနဲ့ပြုပြင်ထိန်းသိမ်းပေးရန်ကိစ္စတွေအနည်းငယ်တီးခြားစဉ်းစားပေးရမှာဖြစ်၍28ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပပြီးစီးမှသာတိုင်းဒေသကြီးအစိုးရနှင့်ညှိနှိုင်းပေါင်းစပ်ပြီးဦးစားပေးမြို့နယ်လိုက်စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်8မှဒေါက်တာမြင့်ကြည်ရဲ့ဗန်အငွေပေါ်မှရရှိတဲ့အတိုးနှုန်းနဲ့ဗန်မှရင်းနှီးမြှုပ်နှံမှုများအတွက်ပြန်လည်ချေးယူတဲ့အတိုးနှုန်းကွာခြားချက်ပမာဏမှာအာဆီယံနိုင်ငံရှိနိုင်ငံများ
အာဆီယံနိုင်ငံများနဲ့နှိုင်းယှဉ်ပါကကွာခြားမှုရှိမရှိနဲ့အတိုးနှုန်းသည်နိုင်ငံတွင်းစက်မှုလုပ်ငန်းများကုန်သွယ်မှုလုပ်ငန်းများတိုးတက်ရေးအတွက်အကျိုးသက်ရောက်မှုရှိမရှိမေးခွန်းနဲ့ဆက်လင်းပြီးဗန်နာရေးနဲ့အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလှထွန်းကမြန်မာနိုင်ငံရဲ့ဗန်အံ့ငွေများပေါ်ပေးတဲ့အတိုးနှုန်းမှာ8%ဖြစ်ပါကြောင်းအာဆီယံနိုင်ငံများရဲ့အငွေပေါ်ပေးတဲ့အတိုးနှုန်းမှာလာအိုနိုင်ငံမှာ3%ကမ္ဘောဒီးယားနိုင်ငံမှာ6.139%အင်ဒိုနီးရှားနိုင်ငံမှာ6.68%စင်ကာပူနိုင်ငံမှာ3.13%ဘရူနိုင်းနိုင်ငံမှာ3.35%ထိုင်းနိုင်ငံမှာ2.63%ဖိလစ်ပိုင်နိုင်ငံမှာ3.26%မလေးရှားနိုင်ငံမှာ2.99%နဲ့ဗီယက်နမ်နိုင်ငံမှာ14%ဖြစ်ပါကြောင်းအခြားနိုင်ငံများအနေဖြင့်တရုတ်နိုင်ငံမှာ3.53%ကိုရီးယားနိုင်ငံမှာ4.39%နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ10.78%ဖြစ်ပါကြောင်းမြန်မာနိုင်ငံရဲ့ချေးငွေပေါ်ကောက်ခံတဲ့အတိုးနှုန်းမှာ73%ဖြစ်ပါကြောင်းအာဆီယံနိုင်ငံများရဲ့ချေးငွေပေါ်ကောက်ခံတဲ့အတိုးနှုန်းမှာလာအိုနိုင်ငံမှာ22%ကမ္ဘောဒီးယားနိုင်ငံမှာ19%အင်ဒိုနီးရှားနိုင်ငံမှာ12.39%စင်ကာပူနိုင်ငံမှာ9.38%ဘရူနိုင်းနိုင်ငံမှာ9.53%ထိုင်းနိုင်ငံမှာ9.13%ဖိလစ်ပိုင်နိုင်ငံမှာ6.21%မလေးရှားနိုင်ငံမှာ9.13%နဲ့ဗီယက်နမ်နိုင်ငံမှာ15.32%ဖြစ်ပါကြောင်းအခြားနိုင်ငံများအနေဖြင့်တရုတ်နိုင်ငံမှာ6.56%ကိုရီးယားနိုင်ငံမှာ9.69%နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ13.030%ဖြစ်ပါကြောင်းဒါကြောင့်မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံများအခြားနိုင်ငံများရဲ့အငွေပေါ်ပေးတဲ့တိုးနှုန်းနဲ့ချေးငွေပေါ်ကောက်ခံတဲ့တိုးနှုန်းများမှာများစွာကွာခြားမှုမရှိတာကိုတွေ့ရှိရပါကြောင်း2012ခုနှစ်မတ်လ31ရက်နေ့ထိဗန်များမှချေးငွေစုစုပေါင်းကျပ်39,333,451.36 တန်းထုတ်ချေးထားရှိရာမှာကုန်သွယ်မှုလုပ်ငန်းသို့29.88%စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းသို့21.44%စက်မှုလုပ်ငန်းသို့19.29%ဝန်ဆောင်မှုလုပ်ငန်းသို့10.18%ဆောက်လုပ်ရေးလုပ်ငန်းသို့8.86%အထွေထွေလုပ်ငန်းသို့8.54%နဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းသို့1.81%အသီးသီးထုတ်ချေးထားတာကိုတွေ့ရှိရပါကြောင်းဒါကြောင့်ကုန်သွယ်မှုလုပ်ငန်းသို့အများဆုံးထုတ်ချေးထားပြီးစက်မှုလုပ်ငန်းသို့တတိယအများဆုံးနဲ့စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းသို့ဒုတိယအများဆုံးထုတ်ချေးထားတဲ့ကြောင်းမြန်မာနိုင်ငံရဲ့လက်ရှိချေးငွေပေါ်ကောက်ခံတဲ့အတိုးနှုန်းသည်စက်မှုလုပ်ငန်းများကုန်သွယ်မှုလုပ်ငန်းများပေါ်အကျိုးသက်ရောက်မှုရှိပါကြောင်းပြန်လည်ဖြေကြားပါသည်ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်17မှဦးအောင်ချိုဦးရဲ့အုပ်ဖို့မြို့နယ်အေးမြသာယာမြို့သစ်အိုးတယ်ကုန်းမြို့နယ်မင်းလာမြို့နယ်စကိုင်းမြို့တို့ရှိမီးတပ်ယာဉ်ဟောင်းများလဲလှယ်ပေးရန်စီစဉ်ရှိမရှိမေးခွန်းနဲ့ဆက်လင်းပြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဖုံးဆွေကတက်တန်းလွန်မီးတပ်ယာဉ်များအစားထိုးဖြည့်တင်းရမှာတိုင်းဒေသကြီးပြည်နယ်မြို့တော်မြို့နယ်ညွနယ်ခွဲကျေးရွာအုပ်စုအလိုက်အင်ဂျင်နဲ့လူဦးရေထူထပ်မှုအရန်မီးတပ်တပ်ဖွဲ့ဝင်အင်အားနိုင်ငံပိုင်ပုဂ္ဂလိကပိုင်စက်ရုံအလုပ်ရုံများတည်ရှိမှု10နှစ်အတွင်းဖြစ်ပွားခဲ့တဲ့မီးလောင်မှုအကြိမ်နဲ့ဆုံးရှုံးမှုတန်ဖိုးမီးတပ်ယာဉ်ဝင်ထွက်နိုင်တဲ့လမ်းများစတဲ့အချက်များပေါ်မှမူတည်ပြီးဦးစားပေးအဆင့်သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်10မှဦးနုရဲ့ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်လေးမျက်နှာမြို့နယ်ကိုးတဲကျေးရွာအုပ်စုကျောင်းစုရွာနေလယ်သမားမဆန်းအားတရားစီရင်မှုမမျှတခြင်းမေခွန်းရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်3မှဦးဖုံးမြောင်ရဲ့တရားရုံးများမှာစောင့်ဆိုင်းနားနေကစီစဉ်ပေးရန်စီစဉ်ရှိမရှိမေခွန်းတို့နဲ့ဆက်လင်းပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးမြသိန်းကပြန်လည်ဖြေကြားရမှာ
ပထမမေကွန်းနဲ့ဆက်လင်းပြီးသက်ဆိုင်ရာရုံးများမှအမှုတွေများအားတောင်းခေါ်စစ်ဆေးကြည့်ရှုရာမှာအဆိုပါအမှုဖြစ်စဉ်ဖြစ်ရမှန်များမှာလေးမျက်နှာမြို့နယ်တရားရုံးရဲ့တရားမကြီးမှုအမှတ်23/2009မှာတရားလိုဦးစိုးဝင်းကတရားပြိုင်ဒေါ်မဆန်းအပေါ်ချေးငွေ12,200,000ရလိုမှုဆွဲဆိုခဲ့ခြင်းဖြစ်ကြောင်းအမှုဖြစ်စဉ်ဖြစ်ရမှန်များကိုမြို့နယ်တရားရုံးအမှုတွဲနှင့်ခရိုင်တရားရုံးအမှုတွဲများမှာနှစ်ဖက်အမှုသည်များနှင့်နှစ်ဖက်ရှေ့နေရှေ့ရများရှေ့မှောက်မှာသက်သေထွက်ဆိုချက်များကိုပြည်ပြည့်စုံစုံမှတ်တမ်းတင်ထားပြီးဖြစ်ရာနောက်ထပ်စုံစမ်းစစ်ဆေးပေးရန်အစီအစဉ်မရှိပါကြောင်းမြို့နယ်တရားရုံးနှင့်ခရိုင်တရားရုံးတို့ရဲ့ဆောင်ရွက်ချက်များသည်ဥပဒေလုပ်ထုံးလုပ်နည်းနှင့်ညီညွတ်တဲ့အတွက်ရင်းတရားရုံးများရဲ့ဆောင်ရွက်ချက်များအပေါ်ပြင်ဆင်ပေးရန်လိုအပ်မှာမဟုတ်ပါကြောင်းဖြေကြားပါတယ်ဒုတိယမေကွန်းနဲ့ဆက်လင်းပြီးသက်ဆိုင်ရာတရားရုံးများအတွက်သက်သေများအမှုသည်များနားနေရန်အဆောက်အအုံဆောက်လုပ်ရန်အတွက်လုံလောက်တဲ့နေရာလုံလောက်တဲ့ရန်ပုံငွေများကိုသက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်내အစိုးရအဖွဲ့များကခွဲဝေချထားပေးခြင်းဖြင့်ဆောင်ရွက်သွားနိုင်တော့မှာဖြစ်ပါကြောင်းလက်ရှိမှာတရားရုံးများအတွက်ကျယ်ဝန်းတန်းပြန့်တဲ့တရားခွင်များပြည်စုံလုံလောက်တဲ့ရုံးခန်းများဆောက်လုပ်ရန်ဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စများရှိပါသဖြင့်လက်တလောဆောင်ရွက်ပေးရန်အစီအစဉ်မရှိသေးပါကြောင်းဖြေကြားပါတယ်အဆိုတင်သွင်းခြင်းကဏ္ဍမှာမကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်12မှာဦးလှဆွေကအုပ်ချုပ်ရေးပိုင်းမှာတာဝန်ယူရတဲ့ရက်ကွက်ကျေးရွာအုပ်စုစစ်ရေးဝန်ထမ်းများတနေရာထဲမှာ3နှစ်ထက်မပိုစေဘဲပြောင်းရွှေ့တာဝန်ချထားပေးပါရန်ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုကိုတင်သွင်းရာလွှတ်တော်ကိုယ်စားလှယ်တဦးကထောက်ခံဆွေးနွေးပါတယ်ရင်းဆိုနဲ့ပတ်သက်ပြီးလွှတ်တော်ကလက်ခံဆွေးနွေးရန်သဘောတူကြောင်းဆုံးဖြတ်ကာဆွေးနွေးလိုတဲ့ကိုယ်စားလှယ်များရှိပါကအမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာပါတယ်ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်10မှာဦးနုကအခြေခံပညာထက်တန်းကျောင်းတက္ကသိုလ်ဝန်ထမ်းဆောင်မေးပွဲကိုပြည်내တိုင်းဒေသကြီးများအလိုက်စစ်ဆေးအတန်းတင်ပေးကဝင်ခွင့်ဆောင်မေးပွဲဖြင့်စီစစ်ပြီးနှစ်သက်ရာတက္ကသိုလ်သီးသီးမှတက်ရောက်ခွင့်ပြု၍အကောင့်ထဲပေါ်ဆောင်ရွက်ပေးနိုင်ပါရန်ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းဆိုကိုတင်သွင်းရာလွှတ်တော်ကိုယ်စားလှယ်တဦးကထောက်ခံပါတယ်ရင်းဆိုနဲ့ပတ်သက်၍လွှတ်တော်ကလက်ခံဆွေးနွေးရန်သဘောတူကြောင်းဆုံးဖြတ်ပြီးဆွေးနွေးလိုတဲ့ကိုယ်စားလှယ်များရှိပါကအမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာပါတယ်အဲဒီနောက်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှဒုတိယသမ္မတတင်မြှောက်ရေးအတွက်စီစစ်ရေးအဖွဲ့ဝင်တဦးကိုရွေးချယ်ရန်လွှတ်တော်၏ဆန္ဒကိုရယူရာလွှတ်တော်ကမန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်9မှဦးဇော်မြင့်ဖေကိုအတည်ပြုကြောင်းဆုံးဖြတ်ပါတယ်ဒီကနေ့အစည်းအဝေးကိုမွန်းလွဲ12:10မှာရပ်နားလိုက်ပါတယ်ရှင်နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့2011-2012ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ဝန်ထမ်းသားသမီးများအားဆုချီးမြှင့်ပွဲနဲ့2012-2013ပညာသင်နှစ်အတွက်ပညာသင်ကြားဆဲဝန်ထမ်းသားသမီးများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲခမ်းနားကိုဒီကနေ့မနက်9:00 နာရီမှာအဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမမှာကျင်းပရာနယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းထွေးတက်ရောက်ပြီးအမှာစကားပြောကြားရမှာဝန်ကြီးဌာနအနေဖြင့်ဝန်ထမ်းသားသမီးများကိုထူးချွန်ထက်မြက်သောလူငယ်များဖြင့်တိုးတက်ပေါ်ထွန်းစေရေးအတွက်အားပေးကူညီမှုများဆောင်ရွက်ပေးနေသကဲ့သို့နယ်စပ်ဒေသနှင့်ကျေးလက်ဒေသနှင့်တိုင်းရင်းသားပြည်သူများရဲ့သားသမီးများကိုပညာရေးအခြေခံကောင်းများပြည့်စုံစေရေးအတွက်တက်ဆွမ်းသမျှကူညီထောက်ပံ့ပေးလျက်ရှိကြောင်းသားသမီးလူငယ်များအနေနဲ့လည်းနယ်စပ်ဒေသနှင့်ကျေးလက်ဒေသနှင့်ပြည်သူများရဲ့သားသမီးများအခြေခံပညာတိုးတက်မြင့်မားရေးကိုတစ်ဖက်တစ်လမ်းမှကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်အထူးရည်မှန်းချက်ထားရှိကအားပေးကူညီကြရန်နဲ့ဒီကနေ့လူဝဲနောင်ဝဲလူကြီးဟူသောစကားရက်နဲ့ညီတာမန်ပညာရေးမျှော်မှန်းချက်သာမကပဲနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုရှေ့ရှုပြီးစံပြရည်မှန်းချက်ထားရှိကအခုထက်ပိုမိုထွန်းပေါက်အောင်မြင်အောင်ကြိုးစားသွားကြရန်လိုအပ်ကြောင်းဖြင့်မှာကြားပါတယ်
ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးသည်ငါးဘာသာဂုဏ်တို့ရရှိသူ၄ဦးတို့အားဂုဏ်ပြုစုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းမြင်ပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးရဲ့ဇနီးဒေါ်မြင့်မြင့်ခိုင်ကငါးဘာသာဂုဏ်တို့ရရှိသူ၄ဦးတို့အား၎င်းဒုတိယဝန်ကြီးဗိုလ်ချုပ်စောဝင်းက၄ဘာသာဂုဏ်တို့ရရှိသူ၅ဦးနဲ့ဒုတိယဝန်ကြီးရဲ့ဇနီးဒေါ်ခင်လေးမြင့်က၄ဘာသာဂုဏ်တို့ရရှိသူ၄ဦးတို့အား၎င်းတာဝန်ရှိသူတို့က၃ဘာသာ၂ဘာသာဂုဏ်တို့ရရှိသူများ၎င်းဂုဏ်ပြုစုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းမြင်ကြပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးက2012-2013ပညာသင်တဲ့အတွက်ဝန်ထမ်းများရဲ့အခြေခံပညာနဲ့တက္ကသိုလ်အဆင့်ကျောင်းနေသားသမီးများအတွက်ပညာသင်ထောက်ပံ့စရိတ်များအားဝန်ကြီးရုံးနှင့်ဦးစီးဌာနအလိုက်ညွှန်ကြားမှုချုပ်များထံပေးအပ်ပါသည်2011-2012ပညာသင်တဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာနယ်စပ်ရေးရာဝန်ကြီးဌာနမှဝန်ထမ်းများ၏သားသမီးကျောင်းသားကျောင်းသူ256ဦးဖြည့်ဆို့အောင်မြင်ခဲ့ပြီး၅ဘာသာဂုဏ်ထူးရှင်8ဦး၄ဘာသာဂုဏ်ထူးရှင်13ဦး3ဘာသာဂုဏ်ထူးရှင်10ဦး2ဘာသာဂုဏ်ထူးရှင်19ဦး1ဘာသာဂုဏ်ထူးရှင်32ဦးစုစုပေါင်းဂုဏ်ထူးရှင်82ဦးထူးချွန်စွာအောင်မြင်ခဲ့ကြပြီး2012-2013ပညာသင်တဲ့အတွက်ဝန်ထမ်းများရဲ့မူလတန်းအလယ်တန်းနဲ့တက္ကသိုလ်အဆင့်ကျောင်းနေသားသမီးများနဲ့ပညာရေးထူးချွန်စုရကျောင်းသားကျောင်းသူများအတွက်ပညာသင်စရိတ်ထောက်ပံ့ငွေနဲ့ချင်းမြင့်ငွေကျပ်920.45 သိန်းနဲ့ကျောင်းဝတ်စုံ2စုံစီထောက်ပံ့ပေးရခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာတပ်ထုရင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းထိုက်သည်ဇူလိုင်17ရက်မိုးလယ်2နာရီခွဲမှာနေပြည်တော်စပူသီရိမြို့နယ်ရွှေကြပင်ရပ်ကွက်မှာတိစောက်အကောင့်ထဲဖော်လျက်ရှိတဲ့ကျောင်းမြေရတနာဈေးတိစောက်နေမှုလုပ်ငန်းခွင်များသို့တွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးသည်နေပြည်တော်မဏိရတနာကျောက်စိမ်းခန်းမမှာကျင်းပတဲ့ရွှေကြပင်ရတနာဈေးတိစောက်အကောင့်ထဲဖော်မှုလုပ်ငန်းညီနိုင်အစည်းအဝေးသို့တက်ရောက်ပြီးနေပြည်တော်ကောင်စီမှတာဝန်ရှိသူများမြန်မာနိုင်ငံကျောက်မြေရတနာလုပ်ငန်းရှင်များအသင်းမှအတွင်းရေးမှူးအဖွဲ့အမှုဆောင်အဖွဲ့ဝင်များလုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးပါသည်ပြည်ထောင်စုဝန်ကြီးကမြန်မာကျောက်မြေရတနာများအားတန်ဖိုးမြင့်အချောထည်များလက်ဦးရတနာများပြုလုပ်ပြီးနိုင်ငံတကာသို့တင်ပို့ရောင်းချနိုင်ရေးကျောက်မြေရတနာဈေးကြီးကိုရည်ရွယ်တည်ဆောက်လျက်ရှိကြောင်းအခုတည်ဆောက်လျက်ရှိတဲ့ကျောက်မြေရတနာဈေးကြီးမှာပြည်တွင်းလုပ်ငန်းရှင်များသာမကပြည်ပလုပ်ငန်းရှင်များပါလာရောက်ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေးဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံတကာအဆင့်မီကျောက်မြေရတနာဈေးကြီးဖြစ်ပေါ်လာအောင်နိုင်ငံတော်အစိုးရအဖွဲ့ရဲ့မူဝါဒနဲ့အညီဝန်ကြီးဌာနနဲ့နေပြည်တော်ကောင်စီတို့ကလိုအပ်တာများညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်းတိုင်းရင်းသားလုပ်ငန်းရှင်များကလည်းမိမိတို့ကုမ္ပဏီများလိုက်တည်ဆောက်ရေးလုပ်ငန်းများကိုသတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင်တွန်းအားပေးဆောင်ရွက်ပြီးခံညာတက်ရတဲ့ကျောက်မြေရတနာအချောထည်ဆိုင်များဖြစ်ပေါ်လာအောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းလစဉ်ညှိနှိုင်းစည်းဝေးပြုလုပ်သွားမှာဖြစ်ပြီးသက်ဆိုင်ရာလုပ်ငန်းရှင်များကိုယ်တိုင်ပါဝင်တက်ရောက်၍ညှိနှိုင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းပြောကြားခဲ့ပါရဲ့ရှင်ဇူလိုင်လ10ရက်မနက်10:00 နာရီမှာမန္တလေးနည်းပညာတက္ကသိုလ်မှာအထက်မြန်မာပြည်ရှိနည်းပညာတက္ကသိုလ်များရဲ့ပစ္စမကြိမ်မြောက်သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကိုကျင်းပရာသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်တက်ရောက်ပြီးအဖွင့်အမှာစကားပြောကြားရမှာဒီကနေ့နိုင်ငံတော်အစိုးရအနေဖြင့်မိမိနိုင်ငံသူနိုင်ငံသားများနိုင်ငံတကာစစ်မီပညာရေးမြန်မာရေးအရေးချင်းပြည့်မီသောအသိပညာရှင်အတတ်ပညာရှင်များစဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေးတို့အတွက်အမျိုးသားပညာရေးမြန်မာရေးစီမံကိန်းများကိုချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းမိမိတို့နိုင်ငံအတွက်လိုအပ်သောပညာရှင်များကိုမွေးထုတ်ပေးနိုင်ရန်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနသည်အင်ဂျင်နီယာနဲ့ဘိသုကာဘွဲ့ဇီဝနည်းပညာဘွဲ့မဟာအင်ဂျင်နီယာနဲ့ဘိသုကာဘွဲ့ဇီဝနည်းပညာဘွဲ့အသုံးချသိပ္ပံမဟာဘွဲ့အင်ဂျင်နီယာနဲ့ဘိသုကာပါရဂူဘွဲ့ဇီဝနည်းပညာပါရဂူဘွဲ့အသုံးချသိပ္ပံပါရဂူဘွဲ့စတဲ့ဘွဲ့ကြိုဘွဲ့လွန်သင်တန်းများဖွင့်လှစ်သင်ကြားပေးရရှိပြီး1996ခုနှစ်မှစပြီးဒီကနေ့အထိဘာသာရပ်
သက်ဆိုင်ရာဘာသာရပ်လိုက်အင်ဂျင်နီယာနဲ့ဘီတုကာဘွဲ့ရများမဟာဘွဲ့ရများနဲ့ပါရဂူဘွဲ့ရများစုစုပေါင်း3သိန်းကျော်ကိုမွေးထုတ်ပေးပြီးဖြစ်ကြောင်းဒါအပြင်နိုင်ငံတကာအတွေ့အကြုံများရရှိစေရန်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနမှဆရာဆရာမများနဲ့သင်တန်းသားသင်တန်းသူများကိုနိုင်ငံတကာစာတမ်းဖတ်ပွဲများညီလာခံများအလုပ်ရုံဆွေးနွေးပွဲများနဲ့သင်တန်းများသို့ဆေလွှတ်ပေးလျက်ရှိကြောင်းအဲဒီလိုသိပ္ပံနဲ့နည်းပညာခန့်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုအလေးနက်ထားဆောင်ရွက်ရမှာအထောက်အကူပြုစေရန်အတွက်အထက်မြန်မာပြည်နဲ့အောက်မြန်မာပြည်ရှိနည်းပညာတက္ကသိုလ်နဲ့နည်းပညာကောလိပ်များမှမဟာအင်ဂျင်နီယာကျောင်းသားကျောင်းသူများရဲ့သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကိုနှစ်စဉ်ကျင်းပလျက်ရှိရာဒီကနေ့မှာလည်းအလားတူကျင်းပခြင်းဖြစ်ကြောင်းသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနရှိဝန်ထမ်းများနည်းပညာတက္ကသိုလ်ကောလိပ်သိပ္ပံနဲ့ကျောင်းများကွန်ပျူတာတက္ကသိုလ်များမှာပညာသင်ကြားနေကြတဲ့ကျောင်းသားကျောင်းသူများနဲ့သုတေသနဌာနများတွင်တာဝန်ထမ်းဆောင်နေကြတဲ့သုတေသနပညာရှင်များသည်တနည်းတခြားတိုးတက်ပြောင်းလဲနေတဲ့သိပ္ပံနဲ့နည်းပညာရပ်များကိုမျက်ခြေမပြတ်လေ့လာပြီးနိုင်ငံတော်အတွက်လက်တွေ့အသုံးချနိုင်မဲ့သုတေသနလုပ်ငန်းများကိုကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားခဲ့ပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးသည်မန္တလေးနည်းပညာတက္ကသိုလ်ရှိပင်မစာသင်ဆောင်ပြန်လည်တိုးချဲ့တည်ဆောက်နေမှုစာသင်ခန်းများလက်တွေ့ခန်းများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။15 ကြိမ်မြောက်မြန်မာနိုင်ငံရဲ့နည်းပညာကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအဖွဲ့ 15 Myanmar Country Coordinating Mechanism MCCM အစည်းအဝေးကိုဒီကနေ့မနက်10:00 နာရီမှာနေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမမှာကျင်းပရာ MCCM အဖွဲ့ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒေါက်တာဖေသက်ခင်ကအဖွင့်မှာစကားပြောကြားရမှာယောဂါကြီး၃မျိုးဖြစ်တဲ့ခုခံအားကျဆင်းမှုကူးစက်ယောဂါ TB နဲ့ငှက်ဖျားယောဂါတိုက်ဖျက်ရေးအတွက်ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှကြားခံသုံးစွဲဆောင်ရွက်နေတဲ့လုပ်ငန်းဆောင်ရွက်မှုများနဲ့ MCCM အဖွဲ့ဝင်များကျိုးပန်းပါဝင်ကူညီဆောင်ရွက်ပေးမှုများကိုအသိမှတ်ပြုပါကြောင်းအခုအခါယောဂါကြီး၃မျိုးကာကွယ်ကုသခြင်းလုပ်ငန်းများကိုပုံမတိုးတက်အောင်မြင်စေရန်နဲ့လုပ်ငန်းများအဆင်ပြေစွာဆက်လက်ဆောင်ရွက်နိုင်စေရန် MCCM အဖွဲ့ဝင်များအနေဖြင့်ပူးပေါင်းပါဝင်ကြပါရန်တိုက်တွန်းမှာကြားပါသည်အဲဒီနောက်ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားမှုချုပ်ယောဂနှိမ်နင်းရေးဒေါက်တာစောလွင်က15 ကြိမ်မြောက် MCCM အဖွဲ့အစည်းအဝေးစီစဉ်များနဲ့14 ကြိမ်မြောက် MCCM အဖွဲ့အစည်းအဝေးမှတ်တမ်းကိုဖတ်ကြားအတည်ပြုပါသည်အဲဒီနောက် Principal Recipient PRS များဖြစ်ကြတဲ့ UNOPS နဲ့ Save the Children အဖွဲ့များမှမြန်မာနိုင်ငံအတွင်းယောဂါကြီး၃မျိုးတိုက်ဖျက်ရေးအတွက်ကမ္ဘာ့ရန်ပုံငွေအဖွဲ့ရဲ့Phase 2 2013-2015မှာဆောင်ရွက်မဲ့လုပ်ငန်းစီစဉ်များနဲ့ငွေကြေးသုံးစွဲမဲ့အခြေအနေများကိုရှင်းလင်းတင်ပြအတည်ပြုပြီးကမ္ဘာ့ရန်ပုံငွေအဖွဲ့ကိုတင်ပြရန်ညှိနှိုင်းဆွေးနွေးကြပါသည်ဆက်လက်ပြီးဒုတိယညွှန်ကြားမှုချုပ်ယောဂနှိမ်နင်းရေးကယောဂကြီး၃မျိုးတိုက်ဖျက်ရေးအတွက်နိုင်ငံတော်ကကျန်းမာရေးအသုံးစရိတ်ထည့်ဝင်ရေးနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြရာအစည်းအဝေးတက်ရောက်လာသူများကဝိုင်းဝန်းဆွေးနွေးကြပါသည်အဲဒီနောက် UNOPS မှရန်ပုံငွေအသုံးစွဲမှုနဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုနဲ့ Local Fund Agent LFA အဖွဲ့မှစစ်ဆေးတွေ့ရှိချက်ရှင်းလင်းတင်ပြဆွေးနွေးကြပြီး Conflict of Interest COI ရဲ့မူဝါဒနဲ့လုပ်ငန်းစီမံချက်များကိုရှင်းလင်းတင်ပြအတည်ပြုကြပါသည်အဲဒီနောက်လက်ရှိယောဂါကြီး၃မျိုးတိုက်ဖျက်ရေးရန်ပုံငွေအဖွဲ့ 3MDG Fund ရဲ့အခြေအနေ Office of Inspector General OIG အဖွဲ့ရဲ့စစ်ဆေးတွေ့ရှိချက်များနဲ့အကြံပြုတိုက်တွန်းချက်များကိုရှင်းလင်းတင်ပြပြီး MCCM အဖွဲ့ဝင် INGO အဖွဲ့ဝင်များအားထပ်မံအတည်ပြုကြကြောင်းသိရှိရပါတယ်ရှင်။ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းသည်ဇူလိုင်လ9 ရက်မှာမြဝတီကုန်သွယ်ရေးဇုံသွင်းကုန်ပို့ကုန်စည်းဝေးခန်းမမှာပြည်နယ်ဝန်ကြီးများပြည်နယ်ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများထိုင်းနိုင်ငံကုမ္ပဏီများမှစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးမြဝတီစက်မှုဇုံအကောင့်ထဲပေါ်ဆောင်ရွက်ရေးဆွေးနွေးပါသည်အဲဒီနောက်ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများလူမှုရေးအသင်းအဖွဲ့များထိုင်းနိုင်ငံကုမ္ပဏီများမှစီးပွားရေးလုပ်ငန်းရှင်များသည်မြဝတီမြို့သီဟသနကုန်းမြေနီးကျင်းပတဲ့မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ပြီးသစ်ပင်များစုပေါင်းစိုက်ပျိုးကြပါသည်
အဲဒီနောက်ပြည်내ဝန်ကြီးချုပ်သည်မြဝတီမြို့ပြည်သူ့စေယုံသို့တွားရောက်ပြီးအမျိုးသားဆောင်အမျိုးသမီးဆောင်နှင့်ကလေးလူနာတော်ဆောင်တို့ကိုကြည့်ရှုစစ်ဆေးကာလူနာများအားထောက်ပံ့ငွေများပေးအပ်ပါသည်အဲဒီနောက်မဲကနေကျေးရွာနီးသိပ္ပံနည်းကျဘောင်စနစ်ဖြင့်ပြိုးထောင်ခြင်းနှင့်စုပေါင်းထွန်ရဲ့စိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးခဲ့ပါသည်ပြည်내ဝန်ကြီးချုပ်ဦးစောမင်းသည်ဇူလိုင်10 ရက်မှာဖမ်းမြို့အမှတ်1နဲ့အမှတ်3ခြေခံပညာထက်တန်းကျောင်းအမှတ်210ခြေခံပညာမူလတန်းလွန်ကျောင်းများဖြင့်တစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများသို့တက်ရောက်ပြီးတစ်ပင်များစိုက်ပျိုးပေးပါသည်ဆက်လက်ပြီးဖအံစက်မှုဇုံတစ်ပင်စိုက်ပျိုးပွဲနှင့်လိုင်းပွဲမြို့နယ်ထီလုံကျေးရွာတစ်ပင်စိုက်ပျိုးပွဲတို့သို့တက်ရောက်ပြီးတစ်ပင်များစိုက်ပျိုးပေးပါသည်အဲဒီနောက်ပြည်내ဝန်ကြီးချုပ်သည်ရေပုတ်ရေလောင်တမန်အတွင်း၅မျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့တက်ရောက်ပြီး၅မျိုးများစိုက်ထည့်ပေးပါသည်အဲဒီနောက်ပိုင်ကြုံတိုင်းနယ်စေယုံမှကျင်းပတဲ့ပါရမီစွမ်းအင်ကုမ္ပဏီမှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးထောက်ကူပြု Solar Energy လှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်မှာစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်2012-2014 ပညာသင်နှစ်အမှတ်စဉ်19သူနာပြုဒီပလိုမာ3နှစ်သင်တန်းသင်တန်းသူများရဲ့ဦးဆောင်အပ်နှင်းပွဲနှင့်ကုတ်ပေးအပ်ပွဲအခမ်းအနားကိုဇူလိုင်လ 6 ရက်မနက် 9 နာရီမှာဖလန်းမြို့သူနာပြုသင်တန်းကျောင်းသဇင်ဆောင်ခန်းမမှာကျင်းပရာချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းနိုင်ကအမှာစကားပြောကြားပြီးသင်တန်းသူများကသူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဇော်မင်းဦးနှင့်တာဝန်ရှိသူများကသင်တန်းသူများအားဦးဆောင်အပ်နှင်းခြင်းနှင့်ကုတ်ပေးအပ်ကြပါသည်ဆက်လက်ပြီး2011-2012 ပညာသင်နှစ်မှာဆုရရှိတဲ့ဒုတိယနှစ်နှင့်တတိယနှစ်သင်တန်းသူများအားပြည်내ဝန်ကြီးချုပ်ကဆုများချီးမြှင့်ပါသည်အဲဒီနောက်ပြည်내ဝန်ကြီးချုပ်ပြည်내စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဦးဗန့်ဒေါင်းနှင့်ဌာနဆိုင်ရာအကြီးအကဲများကငါးသားပေါက်ကောင်ရေ9000ကိုလိုင်ပါရေလောင်တမန်အတွင်းစိုက်ထည့်ပေးပါသည်မိုးရာသီတစ်ပင်စိုက်ပျိုးပွဲကိုလိုင်ပါရေလောင်တမန်ဧရိယာဝန်းကျင်မှာဆက်လက်ကျင်းပရန်ပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များတက်ရောက်လာကြသူများကချယ်ရီမိုင်းဘော်ရေသင်းဝင်စုစုပေါင်းအပင်9000ကိုစုပေါင်းစိုက်ပျိုးခဲ့ကြပါသည်အလားတူမိုးရာသီစုပေါင်းတစ်ပင်စိုက်ပျိုးပွဲကိုဇူလိုင်လ 9 ရက်မနက် 9 နာရီမှာဟာခါမြို့ကျောဘုတ်ရက်ကွက်ရေရင်းဧရိယာအတွင်းမှာကျင်းပရာမိုင်းဘောပင်600ရေသင်းဝင်ပင်900နှင့်ခါတော်မီပင်2500စုစုပေါင်းအပင်3600ကိုစိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ2013 ခုနှစ်မှာမြန်မာနိုင်ငံကအိမ်ရှင်ဖြစ်ကျင်းပမယ့်28ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲပိုက်ကျော်ခြင်းပြိုင်ပွဲမှာအောင်မြင်မှုရရှိရန်နှင့်အဆိုပါပြိုင်ပွဲအတွက်အတိုင်းအတာတစ်ခုအထိအထောက်အကူရရှိစေရန်ရည်ရွယ်ပြီးမြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် Double Strong တို့ပူးပေါင်းပြီး Sweeter World Championship 2012ပိုက်ကျော်ခြင်းပြိုင်ပွဲမော်လမြိုင်ဆုံးဖွင့်ပွဲအခမ်းအနားကိုဇူလိုင် 9 ရက်မနက် 9 နာရီမှာမော်လမြိုင်မြို့မိုးလုံလေလုံအားကစားရုံမှာကျင်းပရာမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်တက်ရောက်ပြီးအမှာစကားပြောကြားပါတယ်ဆက်လက်ပြီး Double Strong မှတာဝန်ရှိသူတို့ကပြိုင်ပွဲကျင်းပရခြင်းနဲ့ဆက်လင်းပြီးရှင်းလင်းတင်ပြကပြိုင်ပွဲဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှကူညီဆောင်ရွက်ပေးခဲ့ကြသူများအားကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပါတယ်အဲဒီနောက်ပြိုင်ပွဲဝင်အားကစားသမားများကနိုင်ငံတော်အလံကိုအလေးပြုကာအားကစားသစ္စာအဓိဋ္ဌာန်ကိုရွတ်ဆိုကြပြီးကွင်းအတွင်းမှပြန်လည်ထွက်ခွာပါတယ်ဆက်လက်ပြီးပြည်내ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်အဖွင့်ပွဲစဉ်ဖြင့် Lucky Star နှင့် MYC ကအသင်းတို့ရဲ့ရှင်ပြိုင်နေမှုကိုကြည့်ရှုအားပေးပါသည်။ပိုက်ကျော်ခြင်းပြိုင်ပွဲကိုရန်ကုန်မန္တလေးနှင့်မော်လမြိုင်မြို့များမှာဇ
ဇုံ3 ဆုံခွဲပြီးကျင်းပလျက်ရှိကနောက်ဆုံးအဆင့်ပြိုင်ပွဲများနဲ့စုပေးရဲ့ချင်းမြင့်ပွဲကိုမော်လမြိုင်မြို့မှာကျင်းပသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်အဆင့်ဌာနဆိုင်ရာပုံမှန်လုပ်ငန်းညှိနှိုင်းစည်းဝေးကိုဇူလိုင်လ 10 ရက်မွန်းလွဲတနာရီမှာရခိုင်ပြည်နယ်လွှတ်တော်ခန်းမမှာကျင်းပရာပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်ကအခုကာလတွင်ပြည်နယ်အတွင်းအေဂျင့်တည်ငြိမ်နေသည့်အခြေအနေသို့ရောက်ရှိနေပြီဖြစ်သဖြင့်ဌာနဆိုင်ရာလုပ်ငန်းများကိုပုံမှန်ဆောင်ရွက်လာနိုင်ပြီဖြစ်ကြောင်းပြည်နယ်အတွင်းတည်ငြိမ်အေဂျင့်မှုတိုးတက်ရရှိလာတာနှင့်အမျှပြည်သူတို့ရဲ့ပညာရေးကျန်းမာရေးနှင့်လူမှုစီးပွားရေးများကိုပုံမှန်ဆက်လက်လည်ပတ်ရေးစွမ်းအားစိုက်ထုတ်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းဖြင့်တိုက်တွန်းမှာကြားပါသည်။အဲဒီနောက်ပြည်နယ်အဆင့်ဌာနဆိုင်ရာများကမိမိတို့ဌာနအလိုက်လုပ်ငန်းတာဝန်များနှင့်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုဆွေးနွေးတင်ပြကြပါသည်။ဆက်လက်ပြီးပြည်နယ်ဝန်ကြီးများကဌာနဆိုင်ရာများ၏ဆွေးနွေးတင်ပြချက်များအပေါ်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။ 2012 ခုနှစ်တောင်ကြီးစုံတက္ကသိုလ်များအမျိုးသားဗော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုဇူလိုင် 17 ရက်မနက် 9 နာရီကတောင်ကြီးမြို့မိုးလုံလေးလုံးအားကစားကွင်းမှာကျင်းပပါတယ်။ပထမဦးစွာပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယကရှမ်းပြည်နယ်ဝန်ကြီးချုပ်အားပြိုင်ပွဲဝင်အားကစားသမားများကအလေးပြုကြပါတယ်။ဆက်လက်ပြီးပြည်နယ်ဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားပါတယ်။အဲဒီနောက်ပြည်နယ်ဝန်ကြီးချုပ်ကပြိုင်ပွဲဝင်အားကစားသမားများနဲ့အသင်းအုပ်ချုပ်သူတို့ကိုလိုက်လံအားပေးနှုတ်ဆက်ကြပါတယ်။အဲဒီနောက်ပထမပွဲစဉ်ဖြင့်လားရှိုးတက္ကသိုလ်အသင်းနဲ့ပင်လုံတက္ကသိုလ်အသင်းတို့ယှဉ်ပြိုင်နေမှုကိုပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့ကကြည့်ရှုအားပေးကြပါတယ်။ပြိုင်ပွဲမှာတောင်ကြီးတက္ကသိုလ်၊လွိုင်ကော်တက္ကသိုလ်၊ကျိုင်းတုံတက္ကသိုလ်၊လားရှိုးတက္ကသိုလ်၊ပင်လုံတက္ကသိုလ်များမှအမျိုးသားဗော်လီဘောအသင်း 5 သင်းပါဝင်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲကိုဇူလိုင် 16 ရက်အထိယှဉ်ပြိုင်ကြမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖုန်းမော်ရွှေသည်ဇူလိုင်လ 10 ရက်နေ့ည 9 နာရီခွဲမှာမကွေးမြို့မြို့တော်ခန်းမမှာကျင်းပတဲ့2012ခုနှစ်တိုင်းဒေသကြီးနဲ့ပြည်နယ်ချန်ပီယံချဲလင်းကပ်တိုးနမန့်2012ဘောလုံးပြိုင်ပွဲမှာဒဂုံဆိုင်ဒိုင်းစုရမကွေးတိုင်းဒေသကြီးကိုစားပြုဘောလုံးအသင်းအားဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်ပြီးဂုဏ်ပြုအမှာစကားပြောကြားပါသည်။အဲဒီနောက်အောင်ပွဲရမကွေးတိုင်းဒေသကြီးဘောလုံးအသင်းအားဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာမကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့်သာသနာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမောင်မောင်ထွေးတို့ကဂုဏ်ပြုချီးမြှင့်ငွေများကိုတိုင်းဒေသကြီးလူမှုရေးဝန်ကြီးဦးအောင်ကျော်မင်းက၎င်းမကွေး FC အသင်းရဲ့ဂုဏ်ပြုချီးမြှင့်ငွေကိုမကွေး FC ကိုယ်စားလှယ်ဦးအောင်မြိုင်က၎င်းပေးအပ်ကြရာဘောလုံးဆက်ကော်မတီဥက္ကဋ္ဌမြန်မာဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသကြီးမန်နေဂျာဦးအောင်ဝင်းက၎င်းတိုင်းဒေသကြီးဝန်ကြီးများဌာနဆိုင်ရာများမြို့မိမြို့ဖများကုမ္ပဏီများလုပ်ငန်းရှင်များရဲ့ဂုဏ်ပြုဆုငွေများကိုဘောလုံးအသင်းအုပ်ချုပ်သူဦးတန်းဦးနှင့်နီးပြချုပ်မြန်မာလက်ရွေးစင်ဘောလုံးသမားဟောင်းဒုတိယရဲမှူးတင်မြင့်အောင်တို့က၎င်းလက်ခံကြပါသည်။အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံအသင်းအုပ်ချုပ်သူနှင့်နီးပြချုပ်တို့ကဒဂုံဆိုင်ဒိုင်းကြီးများကိုအပ်နှံကြပြီးအသင်းအုပ်ချုပ်သူကပြိုင်ပွဲအတွေ့အကြုံများရှင်းလင်းကတိုင်းဒေသကြီးဝန်ကြီးချုပ်ကအောင်ပွဲရဘောလုံးအားကစားသမားများအားဂုဏ်ပြုညစာနှင့်တည်ခင်းဧည့်ခံခဲ့ပါတယ်ခင်ဗျာ။ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဉာဏ်ဝင်းသည်ဇူလိုင်လ 10 ရက်မွန်းလွဲပိုင်းမှာပဲခူးမြို့မြို့တော်ခန်းမမှာကျင်းပတဲ့ပဲခူးတိုင်းဒေသကြီးအတွင်းအများပိုင်ကုမ္ပဏီဖွဲ့စည်းရေးနှင့်ပတ်သက်ပြီးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်ပြီးမိမိဒေသတွင်စီးပွားရေးလူမှုရေးတိုးတက်စေရန်ပဲခူးတိုင်းဒေသကြီးတွင်ရှိလုပ်ငန်းရှင်များကဝိုင်းဝန်းပြီးကူညီလှုံ့ဆော်သွားကြရန်ပြည်သူများရဲ့လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်
မျိုးရွာဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ရေးလုပ်ငန်းများဝန်ဆောင်မှုနဲ့ကုန်သွယ်မှုလုပ်ငန်းများအသေးစားချင်းငွေလုပ်ငန်းများစတဲ့နယ်ပယ်များမှာအတူတကွလက်တွဲဆောင်ရွက်အကောင့်ထဲပေါ်နိုင်တဲ့ပဲခူးတိုင်းဒေသကြီးတွင်ရှိပြည်သူများရဲ့လူမှုစီးပွားဘဝပုံမှုတိုးတက်လာမှာဖြစ်ကြောင်းပြည်သူများအကျိုးရှိစေရန်အများပိုင်ကုမ္ပဏီများထူထောင်ပေးခြင်းအပြင်ပြည်သူများကိုယ်တိုင်ပါဝင်တဲ့စုဆောင်းငွေများသည်ငွေကြေးရင်းမြစ်ဖြင့်ထိရောက်တဲ့အရင်းအနှီးဖြစ်လာပြီးဒေသခံများလည်းအကျိုးမြတ်ကောင်းများရရှိနိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်အဲဒီနောက်စီဗီဘန်ဥက္ကဋ္ဌဦးခင်မောင်အေး KMA Group of Company ဒုတိယဥက္ကဋ္ဌအငြိမ်းစားတန်မတ်ကြီးဦးကျော်တင်ဆွေနဲ့ KMA Group of Company Real Estate Development Managing Director ဦးကျော်စန်းတို့ကအများပိုင်ကုမ္ပဏီဖွဲ့စည်းရေးနဲ့တိုင်းဒေသကြီးအတွင်းဆောင်ရွက်မဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆွေးနွေးတင်ပြကြပြီးတက်ရောက်လာတဲ့လုပ်ငန်းရှင်များရဲ့မေးမြန်းချက်များကိုပြန်လည်ဖြေကြားခဲ့ကြပါတယ်ရှင်တနင်္လာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည်ဇလန်လ10ရက်နေ့မနက်ပိုင်းကကော့သောမြို့သို့အေးမြကန်ရပ်ကွက်မှာရေနုံမြောင်းတူးဖော်နေမှုအေးကြီးငင်ရက်ကွက်မြရေပလဲလန်ရေထုတ်ပြွန်ရေစည်းလာကောင်းမွန်ရေးဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပါတယ်ဆက်လက်ပြီးရင်းဝါကြီးတောင်တမန်မှာရှွန့်နဲ့နှုံးများစုပ်ထုတ်နေမှုအန်ဝါရက်ကွက်မြို့မစီဘင်းအောင်စီလာပြင်စီပတ်ဝန်းကျင်ရေနုံမြောင်းရေစည်းလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပါတယ်တိုင်းဒေသကြီးဝန်ကြီးချုပ်သည်ဇူလိုင်လ9ရက်နေ့မနက်ပိုင်းကခမောက်ကြီးမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမမှာဌာနဆိုင်ရာများရက်ကွက်အုပ်ချုပ်ရေးမှူးများမြို့မိမြို့ဖများနဲ့တွေ့ဆုံပါတယ်အဲဒီနောက်ကော့တောင်းဘုတ်ပြင်လန်မိုင်နံ185နဲ့186အကြားမှာလမ်းဘေးရေနုံမြောင်းဆောင်ရွက်ပြီးစီးမှုမိုင်နံ182မိုင်နှစ်ဖာလောက်ရှိတရားရည်ရင်းနိုင်ရန်တိစောက်ပြီးစီးမှုတို့ကိုကြည့်ရှုစစ်ဆေးပါတယ်အဲဒီနောက်ကရတူရီမြို့နယ်ကွဲမှာဌာနဆိုင်ရာများမြို့မိမြို့ဖများနဲ့တွေ့ဆုံပြီးမြို့နယ်ကွဲပြည်သူ့စေယုံကိုကြည့်ရှုစစ်ဆေးပါတယ်ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်သည်ဗုတ်ပြင်းမြို့အောင်မင်္ဂလာရပ်ကွက်အခြေခံပညာမူလတန်းလွန်ကျောင်းအခမဲ့စေကူကန်းနဲ့မြို့နယ်စေယုံတို့ကိုကြည့်ရှုစစ်ဆေးပါတယ်အဲဒီနောက်ဗုတ်ပြင်းမြို့နယ်တပြေခမ်းမမှာဌာနဆိုင်ရာများရက်ကွက်အုပ်ချုပ်မှုများမြို့မိမြို့ဖများနဲ့တွေ့ဆုံပြီးကြေးရွာစားကြေးတိုင်း9တိုက်အတွက်စာအုပ်များနဲ့အားကစားပစ္စည်းများထောက်ပံ့ပေးရပါတယ်အဲဒီနောက်ဗုတ်ပြင်းမြို့အခြေခံပညာထက်တန်းကျောင်းနဲ့တောင်တကုံစီယုံချံစီမံကိန်းအခြေခံပညာအလယ်တန်းကျောင်းတို့ကိုတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်မှလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏မတန်ဆွမ်းတက်ငယ်တင်တန်းကျောင်းဝင်းတွင်ရှိနှစ်ထပ်အာစီကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းမဲ့အဆောက်အအုံအားဖနက်တော်တင်မင်္ဂလာအခမ်းအနားကိုဒီကနေ့မနက်9:00 နာရီမှာရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်ရှိအဆိုပါတင်တန်းကျောင်းမှာကျင်းပရာမင်္ဂလာချိန်မှာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေတိုင်းဒေသကြီးစီပင်သာရေးဝန်ကြီးရန်ကုန်မြို့တော်ဝန်ဦးလှမြင့်ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်ဥက္ကဋ္ဌဦးအိုက်ထွန်းတိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်းမြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီးမီကေအမ်ဂလာဒေ့စ်လူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားမှုချုပ်ဦးအောင်ထွန်းခိုင်တို့ကသတ်မှတ်နေရာအသီးသီးမှာပနက်တော်များတင်ပေးကြပြီးအမွှေးနှစ်သားရေးဖက်ဖြန်းပေးကြပါတယ်အဲဒီနောက်အခမ်းအနားဒုတိယပိုင်းကိုယာယီရှင်းလင်းဆောင်မှာကျင်းပရာရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်ဥက္ကဋ္ဌမြန်မာနိုင်ငံဆိုင်ရာဘရာဇီးနိုင်ငံသံအမတ်ကြီးတို့ကအမှာစကားပြောကြားကြပါတယ်အဲဒီနောက်လူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားမှုချုပ်ကကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားပြီးမှတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်မတန်ဆွမ်းကလေးငယ်များအားလေ့ကျင့်သင်ကြားပေးနေမှုများကိုကြည့်ရှုအားပေးကြပါသည်အဆိုပါဆောက်လုပ်လှူဒါန်းမဲ့ကျောင်းဆောင်သစ်မှာအလျားပေ200အနံ36ပေရှိနှစ်ထပ်အာစီအမျိုးအစားဖြစ်ပြီးရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီကမတည်ငွေကျပ်3,500အပါအဝင်အလှူရှင်များရဲ့ထည့်ဝင်ငွေစုစုပေါင်းငွေကျပ်2,940စင်ကာပူဒေါ်လာ2,000နဲ့တင်နန်းကျောင်းအတွက်အထောက်အကူပစ္စည်း5မျိုးတို့ကိုဒီကနေ့အခမ်းအနားမှာပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရပါတယ်ရှင်
AR တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသိန်းအောင်သည်ဇူလိုင်လ 10 ရက်နေ့မနက် 8 နာရီမှာပသိမ်မြို့ပသိမ်ငွေဆောင်ကားလမ်းဘေးပသိမ်ကွန်ပျူတာတက္ကသိုလ်အဝင်လမ်းမှာကျင်းပတဲ့2012ခုနှစ် AR တိုင်းဒေသကြီးအစိုးရအဖွဲ့မွေးရသည့်တစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ပြီးတတ်မှတ်နေရာမှာရတနာတန်းဝင်ကျွန်းပင်ကိုစိုက်ပျိုးပေးပြီးအခမ်းအနားကိုတက်ရောက်လာကြတဲ့တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌတိုင်းဒေသကြီးဝန်ကြီးများခိတ္တတရားသူကြီးချုပ်ဥပဒေချုပ်စင်းစစ်ချုပ်အစိုးရအဖွဲ့တွင်ရမှုနဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတိုင်းဒေသကြီးခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများကျောင်းသားကျောင်းသူများလူမှုရေးအသင်းဖွဲ့များနဲ့ဒေသခံပြည်သူစုစုပေါင်းအင်အား350ကျော်တို့ကကျွန်းပင်ကရိုဗရောက်မဟော်ဂနီပြိုးပင်များကိုစုပေါင်းစိုက်ပျိုးပေးကြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကလိုက်လံကြည့်ရှုအားပေးပါတယ်2012ခုနှစ် AR တိုင်းဒေသကြီးအစိုးရအဖွဲ့မွေးရသည့်တစ်ပင်စိုက်ပျိုးပွဲမှာရတနာတန်းဝင်ကျွန်းပင်ကရိုဗရောက်မဟော်ဂနီပြိုးပင်စုစုပေါင်း934ပင်ကိုစိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေရရကြောင့်ဒေသခံပြည်သူများရဲ့နေအိမ်များပစ္စည်းဥစ္စာများပျက်စီးဆုံးရှုံးခဲ့ရသဖြင့်ပြည်သူများလက်တလောရပ်တည်နိုင်ရေးအတွက်အလူငွေနဲ့စားသောက်ကုန်ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းမှာရန်ကုန်မြို့မြန်းကုန်းမြို့နယ်ရှိမီးတပ်ဦးစီးဌာနရုံးချုပ်မေခလာခန်းမမှာကျင်းပပါတယ်အခမ်းအနားမှာမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပြည်သူများကငွေကျပ်344သိန်း82,909ကျပ်နဲ့ငွေကျပ်83သိန်း84,200တန်ဖိုးရှိစားတောက်ကုန်အဝတ်ထည်မိဖို့ဆောင်သုံးပစ္စည်း73မျိုးဟာဂျီစူပါခေါ်ဟာဂျီဥကိုကိုကြီးတနိုင်မိသားစုကငွေကျပ်25သိန်းမကွေးတိုင်းဒေသကြီးမိသက်တပ်ဖွဲ့ဝင်များကငွေကျပ်3သိန်းဒေါခင်ညိုဝင်းမိသားစုကငွေကျပ်4,000နဲ့အဝတ်ထည်2ထုပ်ဒေါအုံးကြည်မိသားစုကအဝတ်ထည်1ထုပ်ဦးမျိုးလွင်ကအဝတ်ထည်2ထုပ်ဥပတိုးနဲ့သားသမီးမြေးများကငွေကျပ်3,000နဲ့သင်္ကန်း3စုံအဝတ်ထည်4ထုပ်မြမစီဝါရေးဥပိုင်ကုန်စည်ဝန်တန်းရင်မောင်းရင်ကူများကငွေကျပ်2,110,000ဦးခင်ဝင်းဒေါ်တင်အေးမိသားစုကငွေကျပ်2,000နဲ့အဝတ်ထည်1ထုပ်ဦးတန်းနိုင်ဒေါ်ကျင်းနုမိသားစုကငွေကျပ်1,000နဲ့အဝတ်ထည်2ထုပ်တို့ကိုပေးရလူဒန်းကြရအောင်မိသက်ဦးစီးဌာနဒုတိယညွှန်ကြားမှုချုပ်ဦးကိုကိုလှိုင်နဲ့တာဝန်ရှိသူများကလက်ခံကြပြီးဂုဏ်ပြုလက်မှတ်များပြန်လည်ပေးရခါကျေးဇူးတင်စကားပြောကြားပါတယ်ဒီကနေ့အထိအလှငွေရရှိမှုမှာငွေကျပ်2,829သိန်း1,923ကျပ်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ AR မြစ်ကူနဝဒေးတရပြည်ရေလမ်းကြောင်းတွင်ရေယာဉ်များဖြတ်တန်းသွားလာရန်ရေလမ်းကြောင်းကိုအစုံလမ်းဖြင့်ရေလယ်တိုင်အမှတ်6နဲ့9ကြားမှ၎င်းအစလမ်းဖြင့်ရေလယ်တိုင်အမှတ်5နဲ့6ကြားမှ၎င်းသတ်မှတ်ဖွင့်လှစ်ထားကြောင်းအခုအခါရေများကာလသို့ရောက်ရှိလာပြီဖြစ်သဖြင့်ရေစီးနှုန်းနဲ့ရေလမ်းကြောင်းအခြေအနေအရရေယာဉ်များဖြတ်တန်းသွားလာရန်ရေလမ်းကြောင်းကိုဇူလိုင်လ16ရက်နေ့မှစ၍အစုံလမ်းဖြင့်ရေလယ်တိုင်အမှတ်5နဲ့6ကြားမှ၎င်းအစလမ်းဖြင့်ရေလယ်တိုင်အမှတ်4နဲ့5ကြားမှ၎င်းပြောင်းလဲဖွင့်လှစ်မှာဖြစ်ကြောင်းပြောင်းလဲမဲ့ရေလမ်းကြောင်း၏ကင်းလွတ်အကျယ်မှာ130မီတာရှိပြီးကင်းလွတ်အမြင့်မှာအမြင့်ဆုံးရေမျက်နှာပြင်အထက်18မီတာရှိကြောင်းရေယာဉ်များဖြတ်တန်းရမယ့်ဝင်ပေါက်တွင်နေ့အခါအစိမ်းရောင်ထရီကန်အမှတ်အသားပြသ၍ညအခါမီးစိမ်းထွန်းပြသထားမှာဖြစ်ပြီးမဝင်ရမယ့်ရေလမ်းတွင်နေ့အခါအနီရောင်ကြက်ချီကပ်အမှတ်အသားပြသ၍ညအခါမီးနီထွန်းပြသထားမှာဖြစ်ကြောင်းတရားတိုင်များ၏အောက်ခြေပိုင်တိုင်အုပ်ခုံမှာရေလယ်တိုင်များ၏တစ်ဖက်တစ်ချက်တွင်15ပေခန့်အစွန်းထွက်နေသဖြင့်ရေယာဉ်များရေလယ်တိုင်နှစ်ခုကြားမှရှင်ပြိုင်ခုန်မောင်းခြင်းမပြုရန်နှင့်တွဲတွန်းရေယာဉ်များတရွဲချင်းသာချိတ်ဆွဲဖြတ်တန်းကြရာအပြင်အစုံဦးစားပေး၍ဝင်ပေါသို့ချင်းကပ်ရာတွင်လုံလောက်သောအကွာဝေးမှချင်းကပ်လမ်းကြောင်းမှန်ဖြင့်ထိမ့်သိမ်းခုန်မောင်းကြရန်ရေရင်းမြစ်နှင့်မြစ်ချောင်းမှဖြုံမှုတိုးတက်ရေးဦးစီးဌာနမှရေလမ်းသတိပေးချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာဒီနေ့ညပြည်တွင်းသတင်းစီစဉ်ဒီရင်ပြီးဆုံးပါပြီကိုစိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေရှင်